ဟုတ်ကဲ့မင်္ဂလာပါ Universe Engine နဲ့မှာပြန်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့သင်ကြားပေးမယ့်သင်ခန်းစာလေးကတော့ကျွန်တော် AutoCAD 2D 90နောက်ဆက်တွဲ tool တွေအကြောင်းကိုကျွန်တော်ဆက်လက်သင်ကြားပေးမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ထုံးစံတိုင်းပဲကျွန်တော်ဒီမှာ new ကိုလာခေါ်မယ်တစ်ချက်green line ပိတ်ရင်လည်းရတယ်မပိတ်ရင်လည်းနေเนาะကောအဆင်ပြေလို့ green line ကျွန်တော်တော့ပိတ်လိုက်တယ်ပြီးရင်ကျွန်တော်ဒီဆိုဘာလုပ်မလဲဆိုတော့ unit သတ်မှတ်မယ်ဒါတွေကเนาะခဏခဏမှတ်မိဖို့အတွက်ကျွန်တော်ခဏခဏပြနေပြီဖြစ်ပါတယ်ဒါပဲเนาะအဲ့တော့ကျွန်တော်တို့ကဒီနေ့ကျွန်တော်တို့ AutoCAD ရှေ့မှာဒီ 2D course ရဲ့เนาะသင်ခန်းစာကြီးဖြစ်တဲ့ကျွန်တော်တို့ home tab တွေက drop panel တွေက line polyline site တွေပြီးပြီဒီနေ့ကကျွန်တော်တို့ ARC ကိုသင်ကြားပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စလိုက်ကြအောင် Okay အဲ့တော့ ARC ဆိုတာ act เนาะကျွန်တော်တို့ဒီ software ချမ်းနေဟို software ချမ်းတော့မဟုတ်ဘူး software ချမ်းလိုပုံစံမျိုးလို့ဆွဲနေတဲ့အခါမှာကျွန်တော်တို့ကအသုံးများတယ်သူ့ရဲ့ shortcut ကလည်း ARC ပဲသူ့မှာတော့အတူကောက်တော့မရှိဘူးเนาะ ARC ပဲသူ shortcut ကအဲ့တော့ဒီမှာဒီ toolbar မှာလာထောက်ပြီးကြည့်မယ်ဆိုသူ့မှာဒီ option တွေကတော့နည်းနည်းများတယ်ဒါပေမဲ့တကယ်အသုံးတည့်ရတာ3 point ရှိမယ်standard direction ရှိမယ် standard radius ရှိမယ်အဲ့သုံးခုကိုကျွန်တော်ရှင်းပြပေးမယ်ဒီလိုဆိုကျွန်တော်တို့3 point ကိုသွားမယ်အဲ့တော့သူကတော့ရှင်းတယ်ကျွန်တော်ဒီ command box မှာကျွန်တော်တို့ကြည့်လိုက်မှဆိုရင်သူက step point ကိုခြာခိုင်းတယ်ပြီးရင်သူကဘာပြောလဲဆိုတော့ second point ကိုခြာခိုင်းတယ်เนาะအဲ့ second point ခြာတဲ့အခါမှာအရေးကြီးရယ်เนาะ center ပေါ့เนาะအဓိကကိုအခုံးဘလောက်ခုံးနေတာလဲ white ချင်တာလဲအဲ့မှာမူတည် second point ကျွန်တော်ဒီအလယ်မှာလာချလိုက်မယ်ဒီအပေါ်လေးနားမှာပြီးရင်ဘာပြောလဲဆိုတော့ n white ဘယ်မှာချမှာလဲတန်း point ကိုချိန်ပြီးတော့ကြည့်လိုက်ပြေပြေလေးသွားရင်ရှေ့ကိုဆွဲခုံးရင်ကတ်ဒါပဲကလစ်ချလိုက်ဒါပဲ3 point ရိုးတယ်တို့ပေမဲ့ဒီ point ဒီ3 point ဟာအသုံးများတယ်သူလဲဟုတ်ပြီနော်အဲ့တော့ space bar ပို့လိုက်ရင်ဝင်သွားမယ်တခုတတိထားမှာကဒီ ARC option တွေများတဲ့တည်းမှာ3 point ဝင်ဆိုပြန်ရောက်သွားတယ်လေနော်3 point ပြန်သွားမယ်အဲ့တော့ click ချတယ်ဒုတိယ point ကဒီအောက်မှာလာချမယ်ခွက်ချင်တာပြတဲ့ရပြည်ဒီဘက်ကိုတိုက်ချင်းပြတယ်ပြည်ချင်းရှေ့ကိုတိုးဟုတ်လားဒီလိုကစားလို့ရတယ်ဟုတ်နော်အဲ့တော့ဒါပဲအဲ့တော့ဆွေကားပုတ်တယ်ကလစ်ချတယ်ပြပြလေးကိုဆွဲပြပြလေးလိုချင်တယ်ဆိုတော့အခုံးကိုအမြင်ကြီးမထားနဲ့ပေါ့နော်နည်းနည်းလေးပြပြလေးလုပ်ပြီးကလစ်ချတယ်ဒီလိုလေးသွားမယ်ဒါပဲအဲ့တော့ကလစ်ချတယ်ဒီလိုလေးသွားမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ရှေ့မှာတင်ထားရဲ့ဟိုဟာနဲ့ဘာကိုတွဲသုံးလို့ရတယ်ဆိုရှေ့မှာကျွန်တော် cycle တင်ထားဦးတယ်နော်စီကန်းသားဆိုပြီးတော့ cycle ကိုcopy ယူလိုက်တယ်ကျွန်တော်တို့ကပြီးဒီမှာဘာလုပ်လို့ရလဲဆိုတော့ခုနက ARC လေးကို3 point လေးကိုယူလိုက်တယ်အဲ့တော့ click ချတယ်also off လာလိုက် click ချတယ်ဒီလိုလေးနော်ဒီလိုလေးကျွန်တော်လုပ်လို့ရတယ်ဒါအနည်းဆုံးသုံးလို့ရအောင်ကျွန်တော်အလွယ်တကူမြင်အောင်ပြတာအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဘာရှိသေးလဲဆိုတော့ကျွန်တော်တို့ဒီမှာ standard direction ရှိတယ်သူကတော့သူ့လိုမျိုး3 point တော့မဟုတ်ဘူးသူလည်းအသုံးများပါတယ် direction ကသူကစမဲ့ဆုံးမဲ့ direction ပြရတယ်ကွေးမှလားခွက်မှလားဆိုအောင်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကယူလိုက်ပြီးထုံးစံတိုင်းပဲ step 1 click ချတယ်သူကကြတော့အလဲမှာအလဲ point ကိုချကြရမလို့ n point ကိုချရတယ်ပြီးတော့မှအလဲ point ကိုကခုံးကျင်အပေါ်မှာပေးလိုက်အောင်မယ်ကာစာလေးကဒီမှာ dotted line လေးထွက်လာတွေ့တာခွက်ကျင်အောက်ကိုဖြီးပြီး click ချလိုက်ဒါပဲအဲ့တော့ကျတော့ပြန်ရွေးပေးရရယ် space bar ပုတ်လို့မရဘူးခွက်ကျင်နေဆိုရင် click ချရအပေါ်ဆိုတယ်ပြပြလေးပဲသူကကြတော့ကိုလိုစလိုလေးကစားပြီးလို့ရတယ်နော်အဲ့တော့ click ချဒါပဲလွယ်တယ်ရန်နော်အဲ့တော့တကယ်လည်းအသုံးများတာက3 point standard direction standard radius နော် radius ကလည်းတစ်ခါတည်းမှာအသုံးများတယ်သူ radius သုံးမှဆိုတော့အနားနားရှိရမယ်အနားနားမှာသူကထိပြီးတော့မှအဲ့ထိတာရဲ့အနားကနေ radius ဘယ်လောက်အကွာကိုလိုချင်တာလဲဆိုတာပေါ့နော်ဒါလေးပါပဲတိတ်တော့ trade rule တော့မရှိဘူးအသုံးများတာ standard direction 3 point တစ်ခါတည်းမှာ radius သုံးများတယ်ကျန်တဲ့ຢာကြီးကတော့တော်တော်များမသုံးတော့လောက်ပဲနော်အဲ့ option တွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်သူ experience သွားခဲ့တဲ့အနေထားမှာတော့သုံးတာနည်းတယ်ကျွန်တော်တို့သုံးရတာခုနကျွန်တော်ပြတဲ့2တွေပဲ3 point လို့ standard direction standard radius လို့เนาะအဲ့တော့ radius ကိုလုပ်မယ်ဆိုကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ rectangle လေးတစ်ခုကျွန်တော်တို့ဒီမှာရှိဖို့လိုရတယ်ကျွန်တော်တို့ဒီမှာ2ပေ3ပေဆိုပါဆိုเนาะ3ပေ rectangle တစ်လုံး3ပေ rectangle မြင်အောင်ပြတာပြီးကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာနော်နည်းလေးမြင်အောင်ရောနေမှာဆိုတော့
အဲ့တော့ဒီမှာကျွန်တော်ခုနဆွဲလိုက်တာ3ပေနဲ့ကြီးသွားတယ်အဲ့တော့ကျွန်တော်ဒီမှာ3ပေပတ်လေ rectangle တခုကျွန်တော်ဆွဲထားတယ်နော်အထဲမှာပဲထည့်ထားလိုက်မယ်အဲ့တော့မှကျွန်တော်တို့ဘာလို့လုပ်မလဲဆိုတော့ခုနကကျွန်တော်ပြောတယ် ARC ထဲမှာရှိတယ် standard radius ကိုလာယူတယ်အဲ့တော့ click ချတယ် end point တော့ direction ကဒီမှာပြလို့ရကျွန်တော်ဘယ်လောက်လုပ်ချင်လဲ9ပေလို့ချင်တယ်9ပေ click ထောက်လိုက်ဒီကာဆာကနေသူကဒီဘက် cycle 9ပေကိုခွာပြီးတော့သူကအဲ့လိုဆွဲသွားတာအဲ့သဘောနော်အဲ့တော့တခုတော့ဟိုတော့ရှိတာပေါ့နော်ကျွန်တော်အတွေ့အကြုံရကျွန်တော်ကဒီ rectangle ဒီ midpoint ကနေကျွန်တော်ကတပီအကွာမှာစောက်ဝမ်းချမ်းလိုချင်တယ်ဆိုကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့12လမ်းမှာရိုက်ထည့်လိုက်တာတပီပေါ့နော်တပီဆိုရတယ်တပီပဲထားလိုက်ပေါ့နော်ပြီးတော့ကျွန်တော်ဘယ်ကိုသွားမလဲဆိုဒီမှာ start direction နဲ့သွားမှာစမှတ်ဆုံးမှတ် click ချတယ်ခုံးနေသေးတော့ဆက်လက်မှတ်ပြီးတော့ start လုပ်ပြီးလို့ဆွဲထုတ်လိုက်မယ်ဆိုရင်ဒီအနာကနေတပီအကွာကျွန်တော်စောက်ဝမ်းချမ်းရတယ်အဲ့လိုနည်းနဲ့ကျွန်တော်ဆွဲလို့ရတယ်အရန်လွယ်နော်အဲ့တော့ကျွန်တော်ဒီဘက်ကလို့လည်းကျွန်တော်ကဒီမှာ6လက်မှဟုတ်လားနော်6လက်မှဆိုတော့ခဏလေးဒီကောင်ကိုကျွန်တော်တိုင်းကြည့်လိုက်မယ် okay 6လက်မှဒီလိုလာမယ် standard direction စမှတ်ဆုံးမှတ် click ချတယ်တော့ပဲဖြစ်နေပါပဲပြဿနာမရှိဘူးဒီဟာကန်ဒရိုလာထိပေးလိုက်ဒါဆိုရင်ကျွန်တော်တို့ကဒီနာကနေနော်6လက်မှကွာဝေးရယ်ဆောင်းဝမ်းချမ်းလေးရတယ်အဲ့လိုအနေနဲ့ကျွန်တော်တို့ကဒီကိုဆွဲခြင်းတွေမှာပဲဖြစ်ဖြစ် event တွေမှာပဲဖြစ်ဖြစ် state design နော် course bearing design တွေဆွဲတဲ့အခါမှာဒီ cap တွေကိုလွယ်တကူကိုလိုစလိုဆွဲနိုင်မှာဖြစ်ပါတယ်နားလည်တော့မသိဘူးเนาะအဲ့တော့ကြောင့်ကျွန်တော်တို့ဒီ S ထဲမှာ 3.3 များတယ်ပိုသုံးတာကျွန်တော်သုံးမှတော့ standard direction မှာတစ်ခါတည်းမှာ standard radius သုံးပါတယ် channel တွေကမသုံးသလောက်ပဲเนาะအဲ့တော့ဒါလေးကိုပြန်ပြီးတော့လေ့ကျင့်ပေးပါအဲ့တော့နောက်ဗီဒီယိုမှာကျွန်တော်နောက်ထပ်ဒီ AutoCAD 2D ကိုရဲ့ tutorial အသစ်တွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုချမ်းသာတတ်တယ်ဆိုရင် like and share လေးလုပ်ပြီးမမေ့ကြပါနဲ့အားလုံးကျေးဇူးများတင်ပါတယ်